နားလေဟုတ်လားဒါကြောင့်ကျွန်တော်ပြောချင်တာကနိုင်ငံရေးဆိုတာဘာလဲလို့ပြောရင်နိုင်ငံရေးဆိုတာလူမှုရေးအပေါင်းစီးပွားရေးညီမျှခြင်းနိုင်ငံရေးလို့ခေါ်ပါတယ်လူမှုရေးဆိုတာဘာလဲတယောက်နဲ့တယောက်ကူညီမယ်ရိုင်းမေးမယ်ကဲဆဲမယ်စောင့်ရှောက်မယ်ဟုတ်လားကိုချင်းစာစိတ်အပြည့်နဲ့ကူညီရတဲ့အလုပ်ပန်သမျှကိုဟုတ်လားဒါလူမှုရေးလို့ခေါ်လူမှုရေးဆိုတာကျွန်တော်တို့ရက်သေးရွာထဲမှာလမ်းပြည့်ရင်လမ်းပြင်ပေးမယ်ဒုက္ခရောက်ရင်ကူမယ်ဆံမရှိရင်ကဲမယ်တယောက်နဲ့တယောက်ရေကြီးရင်ရေနစ်ရင်ကဲဆဲကြတယ်ဟုတ်လားမီးလောင်ရင်ကဲတယ်ဟုတ်လားတာရင်နာရေးဆိုလဲအတူတကွလုပ်တယ်အဲ့ဒီဥစ္စာကလူမှုရေးအဲ့ဒီဥစ္စာကိုအတော်ချုပ်လိုက်မယ်ဆိုရင်ကိုချင်းစာစိတ်လို့ခေါ်တယ်နော်ကိုချင်းစာစိတ်နဲ့စီးပွားရေးဆိုတာကတရွာလုံးမှာငါအချမ်းသာဆုံးပဲအတော်ကြီးစားမယ်ဟုတ်လားအားလုံးဆင်းရဲပြီးသူတို့တိမ်နဲ့ချမ်းသာလို့ကတော့ဒါစီးပွားရေးမဟုတ်ဘူးစီးပွားရေးဆိုတာကဒီရွာလဲတိုးတက်မယ်ဒီမြို့နယ်လဲတိုးတက်မယ်ဒီတိုင်းလဲတိုးတက်မယ်ဒီနိုင်ငံလဲတိုးတက်အောင်ဆောင်ရွက်တဲ့စီးပွားရေးမှန်သမျှစီးပွားရေးလို့ခေါ်တယ်အဲ့ဒီနှစ်ခုပေါင်းလိုက်တော့မှကိုချင်းစာစိတ်အပေါင်းစီးပွားရေးညီမျှခြင်းလူမှုရေးအပေါင်းစီးပွားရေးညီမျှခြင်းနိုင်ငံရေးလို့ခေါ်တယ်ဒါကကျွန်တော်တို့ပြည်သူတွေကနေပြီးမှပေါက်ပွားလာတဲ့စကားရပ်အခုနိုင်ငံဝန်ထမ်းတွေနိုင်ငံတော်ကပြောထားတယ်ပါတီနိုင်ငံရေးကင်းရှင်းရမယ်နော်ပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ပြောထားတာနိုင်ငံဝန်ထမ်းတွေအားလုံးဒီဘာဖြစ်လို့ကင်းရှင်းရမှာလဲလို့ပြောရင်နံပါတ်1ဝန်ထမ်းဖြစ်သွားပြီဆိုကြတဲ့ကသူတို့ဟာလူမှုရေးဘာမှသိမရှိတော့စစ်သားကလည်းဟိုဘက်ကတပုံတွေတနာပါတယ်ထမင်းမစားသေးဘူးငါတို့အမြောက်နဲ့မပြစ်တာကောင်းပါမယ်ဆိုပြီးလူမှုရေးလုပ်နေလို့မရဘူးပြစ်ရမှာတရားသူကြီးကလည်းဒီကောင်လေးပိန်ညောင်ညောင်နဲ့ထုံထဲထည့်လိုက်ရင်တော့သေတော့မှာပဲငါတနာပါတယ်လွတ်ပေးလိုက်ဦးမှာပဲဆိုတော့အဲ့ဒီဥစ္စာလည်းလုပ်လို့မရပါဘူးရဲကလည်းငါနဲ့ဆွေမျိုးပဲဒီကောင်တော့မဖမ်းပါဘူးဆိုပြီးတော့ရာဇဝတ်မှုလုပ်တယ်မဖမ်းလို့မရဘူးဖမ်းဒါကြောင့်အဲ့ဒီနိုင်ငံတောင်ဝင်တွေထမ်းဆောင်ပြီးနိုင်ငံအလုပ်တွေလုပ်ပြီးဆိုကြတဲ့ကသူတို့မှာလူမှုရေးမရှိတော့ဘူးဆိုတဲ့စီးမြင့်ကိုတားချလိုက်ရနော်အဲ့ဒီလူမှုရေးရောနေရင်စီးမြင့်စည်းကမ်းဥပဒေတွေနဲ့အညီဘာတခုမှဆောင်ရွက်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်လူမှုရေးလည်းတို့မှာမရှိဘူးဟောစီးပွားရေးတို့အခွင့်အာဏာလက်ထဲရောက်ပြီးဆိုကြတဲ့ကဘာလုပ်ငန်းကိုမှလုပ်ခွင့်မပေးဘူး